ပေါ့ချစ်ရဲ့ခုတော့တို့ချစ်တွေ့ခိုင်မှာတွေ့ညီမှာမိုးဆောင်လို့ပြောင်းနေတယ်လို့ပဲမင်းပြောင်းလဲဖို့စဉ်းစားရဲ့ချင်နာသူဘယ်လိုလဲပြောကွယ်အဖြည်းဖြည်းနဲ့ဝေးရမှာစိုးထိတ်မိတယ်နောက်ဆုံးဖို့ခဲတော့မှဝေဒနာတွေတို့အားဆောင်လို့ပြော